professional ဆန်တဲ့ banker design တစ်ခုကိုမိနစ်ပိုင်းအတွင်းအလွယ်တကူဖန်တီးကြမယ်အရင်ဆုံး Chrome ထဲကိုဝင်လိုက်ပါ search bar မှာ Thai Bank လို့လိုက်ရှာလိုက်ပါ lavivaapp.org ကိုရွေးလိုက်ပါအထဲရောက်တာနဲ့ visit website ကိုနှိပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ဘဏ်ကလုပ်မဲ့နေရာကိုရောက်လာပါပြီ1ဘဏ်ရွေးချယ်ရန်နေရာမှာဘဏ် logo တွေကိုတွေ့ရမှာဖြစ်ပြီး BBL, K-Bank, SCB, KTB စတဲ့ဘဏ်အမျိုးမျိုးတွေကကိုလိုချင်တဲ့ဘဏ်ကိုရွေးချယ်နိုင်ပါတယ်အပေါ်ကကွက်ရွေးလိုက်ရင်လည်းဘဏ်ကဒီဇိုင်းအမျိုးမျိုးကိုရွေးချယ်နိုင်တဲ့ interface ပေါ်လာပါတယ်ကိုကြိုက်တဲ့ cut style ကိုရွေးပြီးအသုံးပြုနိုင်ပါတယ်2အချက်လက်များဆိုတဲ့နေရာမှာနာမည်နဲ့ account number ကိုဖြည့်သွင်းပေးရပါမယ်မိမိထည့်လိုက်တဲ့နာမည်နဲ့နံပါတ်တွေကိုအပေါ်ကတ်နမူနာမှာမြင်နေရပါလိမ့်မယ်3ဓာတ်ပုံထည့်သွင်းရန်ဆိုတဲ့နေရာမှာ QR split profile ပုံထည့်နိုင်တဲ့နေရာကိုနှိပ်ပြီးအလောင်းထပ်နှိပ်ပေးလိုက်ပြီး gallery ထဲကပုံတစ်ပုံကိုရွေးထည့်ပါဒီအပိုင်းကကတ်ကိုပို့ပြီး realistic ဖြစ်စေတဲ့အရေးကြီးတဲ့အပိုင်းပါ crop and use ကိုနှိပ်ပါပြီးတာနဲ့ cut preview ကိုအပေါ်မှာဓာတ်ရိုက်မြင်ရမှာဖြစ်ပြီးကိုထည့်ထားတဲ့နာမည် account number နဲ့ profile ပုံတွေအလိုအလျောက်ပေါ်နေပါလိမ့်မယ်မြင်နေရတဲ့အကွက်ကိုဘယ်ညာရွေးပြီးမိမိကြိုက်နှစ်သက်တဲ့ design ရွေးချယ်ကအဆင်ပြေပြီးဆိုရင် download button ကိုနှိပ်ပြီးဖုန်းထဲ save လုပ်နိုင်ပါတယ် save လုပ်ပြီးတဲ့နောက် social media post တွေ promotion design တွေ demo screenshot တွေမှာအသုံးပြုနိုင်ပါတယ်ဒီလိုနည်းလမ်းအသုံးပြုပြီး professional ဆန်တဲ့ banker design တစ်ခုကိုမိနစ်ပိုင်းအတွင်းအလွယ်တကူဖန်တီးနိုင်ကြပါစေ